တောက်ကြသားသမီးများ2026နှစ်တင်မှာတော့ဘဝကိုဖော်ဆောင်နိုင်မယ်နှစ်တစ်နှစ်ဖြစ်လာပါလိမ့်မယ်လူအများကပါဂုဏ်ပြုလေးစားခြင်းကိုခံရမယ်ကိန်းရှိနေခဲ့အထူးသဖြင့်အောင်မြင်မှုတွေပိုပြီးထင်ရှားလာပါလိမ့်မယ်လုပ်ငန်းအသစ်တွေပြောင်းလဲတာအခက်အခဲတွေကိုကျော်လွှားနိုင်တာမျိုးတွေရှိပြီးလုပ်ငန်းခွင်မှာဆိုရင်အစဉ်အဆက်တက်လန့်ရမယ်နှစ်ထလို့စူးစမ်းပါကောင်းမွန်မဲ့လုပ်ငန်းတွေကတော့ထီးဖနက်အဝတ်အထည်ရောင်းဝယ်ခြင်းအစုရှယ်ယာလုပ်ငန်းစိုက်ပျိုးရေးပစ္စည်းရောင်းဝယ်ခြင်းတန်ထဲပစ္စည်းနဲ့ဆန်ရောင်းဝယ်ခြင်းအိမ်ချမ်းမြေရောင်းဝယ်ခြင်းတွေအထူးကောင်းပါတယ်ဒီနှစ်မှာယာဒူဂုံတရင်ကြော်စောခြင်းတွေရရှိနိုင်ပြီးမိဘဆွေမျိုးတွေစီကနေအမွေအနှစ်တွေလည်းရရှိတတ်တယ်လုပ်ငန်းကိစ္စတွေမှာဗုဒ္ဓဟူးသားသမီးနဲ့တနင်္ဂနွေသားသမီးတွေနဲ့တွဲဖက်လုပ်ကိုင်ဖို့သင့်တော်ပါတယ်ဒါပေမဲ့လူလိန်ဝေလိန်ခံရကိန်းရှိတဲ့အတွက်သတိထားပေးရမယ်ပြည်တွင်းပြည်ပခရီးတွေလည်းတွာလာရတတ်ပါတယ်ကျမရဲ့အတွက်သတိပြုရမှာကတော့အစိတ်သက်နဲ့အစားအစာတွေစားတောက်တာကိုရှောင်ကျင်ပါလက်လွန်သွားတဲ့ငွေကြီးတွေလည်းပြန်လည်ရရှိမဲ့ကိန်းရှိနေတယ်စက်ပစ္စည်းတွေကိုကင်တွယ်ရာကနေတန်ရာရတတ်တာကိုလည်းဂရုစိုက်ရမယ်အခြေလေးကိစ္စမှာတော့မင်းတို့ကစမ်းပွင့်နေပြီးတဦးထက်မကတဲ့ချစ်သူတွေနဲ့စုံတွေ့ရမယ်ကိန်းရှိတယ်အိမ်တော်ရှင်တွေကတော့သားသမီးအတွက်သတင်းကောင်းကြားရတတ်ပါတယ်ပညာရေးမှာဆိုရင်ရည်ရွယ်ချက်မိမိမာမာနဲ့ခက်ခဲတဲ့ပညာရပ်တွေကိုထိုးဖောက်လုပ်ကိုင်နိုင်စွမ်းရှိလိမ့်မယ်ကျမ်းမာရေးမှာဆိုရင်မတော်တဆထိခိုက်မှုအန္တရာယ်တွေကြုံရခြင်းအာယုံကြောအားနည်းခြင်းစီးကြိုတွေးတိုးရုပ်ဟာအစစ်အမြစ်ကြိုက်ခဲခြင်းနဲ့စိတ်သက်ကြဆင်းခြင်းတွေဖြစ်တတ်လို့ဂရုစိုက်ဖေပါရရအနေနဲ့တောက်ကြနေမှာပတိစိတ်အတိတ်ထဝန်တာတွေဆောင်ရွက်ပေးပါအနီရောင်နှင်းစေးပန်းပေါင်ညွန့်သဇင်ပန်းတန်းညွန့်မြေစာညွန့်ကိုးညွန့်လိုကိုပေါင်းပြီးဖျားမှာကတ်လူပေးပါတခွန်ကုတ်ကားတုံးလက်စီကတ်လူပြီးနွားနို့ငကောင်းမောက်သည့်စွန်းတော်ကတ်လူပေးပါပဲပြုတ်တကြားထုတ်စီကြော်မုံတွေကိုလည်းကတ်လူပေးပါအကျိုးပေးမဲ့အခရာတွေကတော့တဝင်းပူရပတ်လတ်မအထီဘီအကျိုးပေးကနန်းတွေကတော့တုံညလီ6ကူးလိုပဲဖြစ်ပါတယ်ဒါနဲ့ဟောစာတန်းများကိုအမြဲမပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ဆရာရဲ့ YouTube Channel ကို Subscribe လုပ်ထားခဲ့ဖို့ပြောချင်ပါတယ်